1998ခုနှစ်ဓမြရီအလွန်ပေါ်တဲ့ချမ်ပါမျိုးနယ်အတွင်းကဗီလာကွန်ဆိုတဲ့ရွာလေးတစ်ရွာမှာမိသားစုတစုနေထိုင်ကြပါတယ်။အိမ်ခေါင်မိုးပေါ်ထိုင်နေတဲ့လူငယ်ကိုတော့မာနော့လို့ခေါ်ပြီးသူ့မျိုးနယ်အတွင်းကလက်ပေးလက်ယူမှုကိုတိုက်ဖြတ်ခါအခက်ခဲဆုံးဆောင်ပွဲကိုဖြည့်ပြီးအကြီးတန်းရဲရရှိဖြစ်ဖို့ကြိုးစားနေသူပါ။လောလောဆယ်တော့အထက်တန်းဆောင်ပွဲမှာစာခိုးချဖို့မိုက်ခရိုစာရွက်တွေနဲ့အလုပ်များနေပါတယ်။ဒီဖြစ်ရမှန်ဇလန်အစပြိုးလာပုံကတော့တနေ့မာနော့ရဲ့ဖခင်ကအလောက်ကရက်ဆိုင်ခံလိုက်ရပါတယ်။သားသမီးအဆက်ဆက်ဖခင်ရဲ့သုံးမစကားဟာအရှုံးကိုလက်မခံရဘူး။လွယ်လွယ်နဲ့အနာမြူနိုင်သေးရဘူးဆိုတာပဲဖြစ်ပါတယ်။တိုင်ကြားစာလက်ပို့တဲ့အလောက်ကလူကိုမိသားစုအတွင်းစိတ်ဓာတ်မာကြောတဲ့အဖွားဖြစ်သူကချောမော့ဖမ်းချုပ်ပြီးမာနော့ရဲ့အကိုကိုရိုင်ဖယ်နဲ့ပစ်ခိုင်းပါတယ်။အလုတ်ထုတ်ခံရတဲ့အကြောင်းရင်းကတော့နှစ်စဉ်လေယာလုပ်ငန်းစီကခွဲတန်းတောင်းယူရတဲ့မျိုးစေ့ဖြန့်ဖြူးရေးဖိုင်ကိုမာနော့ရဲ့အဖေကလက်မှတ်ထိုးမပေးတာကြောင့်ခေါ်ယူကျိမ်းမောင်းတဲ့အခါအဲ့ဒီမျိုးစေ့တွေကလယ်သမားတွေစီမရောက်ပဲမြို့တော်ဝင်ကသာတဲယူသွားလေးရှိပြီးမှောင်ခိုဈေးကွက်မှာပြန်လဲရောင်းချတာဖြစ်လို့လက်မှတ်ထိုးမပေးသူမာနော့ရဲ့ဖခင်ကိုအလုတ်ကရက်ဆိုင်လိုက်ပါတယ်။အလကားနှိပါပေးတဲ့မျိုးစေ့ကိုမှောင်ခိုဈေးကွက်မှာဆင်းရဲတဲ့လယ်သမားတွေကပြန်လဲဝယ်ယူစိုက်ပျိုးနေရတာမို့မြို့တော်ဝင်နဲ့ပေါင်းစားနေတဲ့အလုတ်ရှင်ကိုဖနက်နှစ်ဖက်စလုံးနဲ့ချုပ်ပစ်ခဲ့ပါတယ်။ဒါကိုလက်မခံတဲ့အဖွားကြီးကဖနက်လောက်နဲ့အားမရတာကြောင့်တနက်နဲ့ပါပစ်ခိုင်းခဲ့ပါတယ်။အလုတ်ပြုတ်သွားတဲ့မာနော့ရဲ့ဖခင်ဟာမြို့တော်ဝင်လက်စားတဲ့ကိစ္စကိုအထက်တရားရုံးထိတက်တိုင်မှုပြင်နေတဲ့အတွက်ဝင်ငွေမရတော့တဲ့အပြင်တရားရုံးစိတ်ပါထောင်းလာပါတယ်။မာနော့တို့မြို့နယ်ကျောင်းကဆောင်မွဲဟာကျောင်းဆရာတွေကိုယ်တိုင်တရားဝင်ခိုးချဝင်ပေးထားပြီးနှစ်စဉ်ဟန်ပြအောင်ချက်ကောင်းမှုသာယူရထားပါတယ်။သို့ပေမဲ့အဖြေကိုတော့မှန်အောင်ကူးမချနိုင်တဲ့အထိညံကောင်းတဲ့ကျောင်းသားတွေဟာမနစ်ကဆောင်မွဲဝင်ဖြည့်သူအယောက်200မှာ25ယောက်ပဲအောင်ခဲ့တာမို့ကျောင်းဆရာကိုယ်တိုင်အဖြေတွေဘောမှာချရေးပေးမယ်လို့ပြောလာပါတယ်။ဒီအချိန်မျိုးကိုအစ်စ်ပြောင်းရွှေ့လာတဲ့ဒုရဲကိုရောက်လာပြီးအဖြေတွေကူးရင်းနေတဲ့ဆောင်မွဲကိုမေးခွန်းထုတ်ပါတယ်။ကျောင်းဦးကြီးကဒီငထုံအားကျောင်းသားတွေဟာဒုရဲအုပ်လို့အရာရှိမျိုးဖြစ်မလာနိုင်တဲ့အတွက်ဟောဒီအထက်တန်းဆောင်မွဲကိုသာအောင်ရင်အောက်ခြေသိန်းအလုပ်လောက်လေးတော့ရသွားနိုင်တာကြောင့်ကိုကြီးပေးလိုက်ရုံပါလို့ရှင်းပြပါတယ်။ဒီကိစ္စအတွက်မြို့တော်ဝင်ကိုပါအသိပေးထားတယ်ဆိုပေမဲ့မြို့တော်ဝင်ကိုလည်းဂယူးမဆိုင်တဲ့ဒုရဲအုပ်ဒူရန်ဟာသူ့လက်ထဲလက်ထိုးထားတဲ့ငွေတွေကိုတက်တည်ဓာတ်ပုံရိုက်ပြီးကျောင်းဦးကြီးကိုပါဖမ်းခေါ်သွားပါတယ်။အဲ့ဒီအကျိုးဆက်အနေနဲ့မာနော့တို့တူရလုံးဆောင်မွဲကြကုန်ပါတယ်။မာနော့ရဲ့အဖေကလည်းတရားရင်ဆိုင်မှုအိမ်ကထွက်သွားတော့မှာမို့အိမ်အတွက်ဝင်ဝေရှာမဲ့လူမရှိတော့တဲ့မိခင်ဟာညီးတွားနေခဲ့ပါတယ်။တရက်မာနော့တို့ညီကိုနှစ်ယောက်အိမ်ကိုဝမ်းသာအားရပြန်ပြေးလာပြီးသူတို့ရှာဖွေလာတဲ့ငွေသားအချို့ကိုစိတ်တက်ကြနေတဲ့မိခင်ထံအပ်ပါတယ်။ကြေးရွာအချို့ကိုညီကိုနှစ်ယောက်သားထော်လာကြီးမောင်းရင်ခရီးသည်ပို့ဆောင်နိုင်တဲ့အလုံးမို့ငွေတွက်ပူစရာမလိုတော့ပဲတက်ကြွစွာလောက်ကင်နေကြပါတယ်။နောက်တစ်ရက်ကျတော့သူတို့မောင်းလာတဲ့ထော်လာကြီးကိုလူတစ်ယောက်ကလာတားပြီးဒီနေရာကိုကြော်ပြီးပြေးဆွဲလို့မရကြောင်းမြို့တော်ဝင်ကအမိန့်ထုတ်ထားရလို့ဆိုကသူတို့ခရီးသည်တွေကိုဆွဲချနေတဲ့အတွက်အကိုဖြစ်သူကဖနက်နဲ့ရိုက်ပြီးထွက်လာခဲ့လိုက်ပါတယ်။ညနေအိမ်ပြန်ချိန်မှာတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ညီကိုနှစ်ယောက်ဖမ်းဆီးရိုက်နှက်ခံရပါတယ်။မြို့တော်ဝင်ကိုစန့်ကျင်တဲ့လူရဲ့သားလူမိုက်တွေလို့အပြောခံရတဲ့အတွက်ဖခင်ကိုထိရင်ရိုင်ဖယ်နဲ့ပစ်မှာလို့ပြန်လဲပြောဆိုတဲ့မာနော့ကိုအချုပ်ခန်းထဲကထုတ်ပြီးတနက်ပြန်ယူဖို့လွှတ်ပေးလိုက်တဲ့အခါရဲစခန်းထဲကပြေးထွက်ခဲ့ပါတယ်။သို့ပေမဲ့ရိုင်ဖယ်ပြန်ယူတာမဟုတ်ပဲသူတို့ကြောင်အုပ်ကိုလာရောက်ဖမ်းဆီးသွားသူဖြောက်မှတ်တဲ့ဒုရဲအုပ်ဒူရန်အိမ်ကိုသွားကသူ့ကိုဖမ်းခံရပြီးထော်လာကြီးအသိမ်းခံရကြောင်းအကူကြီးတောင်းပေမဲ့မနက်ဖြန်မှာပြန်လာဖို့ပြောပါတယ်။ဒီလိုကိစ္စကိုကြမနက်ဖြန်မှာပြန်လာခိုင်းပြီးစာခိုးချမဲ့အချိန်ကိုကြအတိအကျရောက်လာတာကြောင့်သူဆောင်မွဲကြပြီးအလုတ်လက်မဲ့ဖြစ်နေရကြောင်းဆွဆွဲပြောဆိုတာနဲ့ရဲစခန်းကိုအတူလိုက်လာပါတယ်။ရဲစခန်းကိုရောက်လာတော့မာနော့ရဲ့အကိုကိုဘာကြောင့်ချုံနှောင်ထားလဲမေးတဲ့အခါလူတစ်ယောက်ကသူ့ခြေထောက်ကိုထော်လာကြီးနဲ့တိုက်ချိုးသွားတယ်လို့လိန်နေရကြောင်းကင်နာတဲ့တုံးနဲ့ရိုက်နှက်မောင်းထုတ်လိုက်ပါတယ်။မာနော့တို့ညီကိုလည်းအိမ်ပြန်ဖို့ပြောရင်ထိုစခန်းကရဲတွေကိုချိန်မောင်းပြီးတဲ့အခါလမ်းလျှောက်ပြန်နေကြတဲ့မာနော့ညီနောင်ကိုကားနဲ့အိမ်ပြန်ပို့ပေးပါတယ်။မာနော့ဟာသူ့ဘဝတစ်လျှောက်လုံးဒီလိုဖြောင့်မတ်တဲ့အရာရှိမျိုးကိုမမြင်ခဲ့ဘူးတာမို့ဒူရန်ဘော်လေးစားအားကျနေပါတယ်။ရိုးသားတဲ့လူတစ်ယောက်မှသာအာဏာရှိခဲ့ရင်မြည်သည့်မကောင်းမှုမျိုးကိုမဆိုတိုက်ဖြတ်နိုင်တယ်လို့ယုံကြည်သွားတဲ့အတွက်အိမ်ပြန်ရောက်တဲ့အခါဆရာဒူရန်လိုအရာရှိမျိုးဖြစ်ချင်လို့ဘလို့ကြိုးစားရမလဲမေးတာကြောင့်ကိုမလိန်ညာပါနဲ့လို့သာမှားပြီးပြန်သွားပါတယ်။နောက်တစ်နှစ်လောက်မှာတော့အရာရှိဒူရန်သူတို့ရွာလေးကပြောင်းရွှေ့သွားတဲ့အခါသူတို့အထက်တန်းကျောင်းဟာလည်းအရင်တိုင်းစာခိုးချပြီးအောင်ချက်မြင့်စေတဲ့နီလန်းကိုပြန်လည်အသုံးချခဲ့ပါတယ်။သို့ပေမဲ့ထိုအထဲမှာတော့ကိုမလိန်ညာပါနဲ့ဆိုတဲ့ဒူရန်ဆေးရဲ့အမှားစကားကြောင့်မာနော့ဆိုတဲ့ကျောင်းသားတစ်ယောက်ဟာသူ့ဘာသာစူးစမ်းကြက်မှတ်ပြီးဆောင်မွဲဖြစ်ဆိုခဲ့ပါတယ်။အိမ်ရဲ့စီးပွားရေးအခြေအနေကလည်းအဓိကအားထားရတဲ့မွေးမြူရေးတရိတ်ဆန်တွေကိုပါထုတ်ရောင်းနေရပါတယ်။တရက်မှာတော့ BA အထက်တန်းအောင်သွားတဲ့မာနော့ကိုအဖွားဖြစ်သူကသူ့အခန်းတွင်ခေါ်ပြီးမျောလင်းချက်အပြည့်ပါတဲ့မျက်ဝန်းတွေနဲ့အတူသူမကတင်အောက်ကအရာတစ်ခုကိုထုတ်ယူရမှာပါတယ်။တစ်တာအတွင်းကတန်ဖိုးတစ်ခုထဲမှာတော့သူမဘွားတစ်လျှောက်လုံးစုဆောင်ခဲ့တဲ့ပင်စင်လာသာအများပြားကိုပေးပြီးရဲဝန်ထမ်းကြီးအဖြစ်ပြန်လာခဲ့မင်းကိုယူနီဖောင်းနဲ့အတူဂုံယူသွားကြည့်ကျင်သေးရလို့မှားပါတယ်။ဒီလိုနဲ့ရဲတယောက်ဖြစ်လာစေဖို့ဆောင်းမေးပွဲသွားရောက်ဖြည့်ဆိုတော့မဲ့မာနော့ကိုမိသားစုကဘတ်ကားစီးရမယ့်နေရာအထိလိုက်ဖို့နှုတ်ဆက်ခဲ့ပါတယ်။ကားပေါ်မှာလွတ်နေတဲ့ခုံပေါ်ဝင်ထိုင်ရင်ဘေးကသားမိကိုမိတ်ဆက်ခါကဝါလီယာကိုအတူသွားကြမှာဆိုတဲ့အတွက်ခရီးတူတူပဲသူလည်းရဲဝန်ထမ်းဖြစ်အောင်လုပ်ဖို့ထိုမျိုးကိုသွားမှာလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကဝါလီယာကားဂိတ်ထံရောက်လာတဲ့အခါခရီးသည်အားလုံးဆင်းသွားတာတော့အိတ်နေသေးတဲ့မာနော့ကိုစပယ်ယာကလာနှိုးတော့မှခြေထောက်ထားထားတဲ့သူ့အိတ်ပြောက်ဆုံးသွားမှသိလိုက်ရပါတယ်။သူ့အိတ်ယူဆောင်သွားသူကအတူလိုက်လာတဲ့သားမိမို့လိုက်ရှာဖို့ကြိုးစားပေမဲ့ဂျားမျိုးမှာဆင်းသွားတာနိုင်ခွက်လောက်တောင်ကြာသွားပြီဆိုတာနဲ့တသက်လုံးစုဆောင်ထားသမျှထည့်ပေးလိုက်တဲ့အဖွားဖြစ်သူရဲ့ပတ်စံတွေပါသွားပြီမို့ချက်ချင်းခွေးဘွားရောက်သွားပါတယ်။ဒီလိုနဲ့လက်ထဲပိုင်ဆိုင်တာဆိုလို့သူ့ကိုကားပေါ်ဖက်ဖို့ဝယ်ပေးလိုက်တဲ့စားအုပ်လေးတအုပ်နဲ့မျော်လင့်ချက်မဲ့စွာ
စွာညတညကိုဖျက်တမ်းခဲ့ရပြီးရတဲ့နီးနဲ့အိမ်ပြန်ဖို့စဉ်းစားလိုက်ပေမဲ့လည်းပိုင်ဆိုင်သမျှအားလုံးထုတ်ပေးပြီးရဲဝန်ထမ်းကြီးအဖြစ်မြင်ကျင်တဲ့ဆိုတဲ့အဖွားဖြစ်သူရဲ့စကားတွေကြောင့်ကြုံရနီးနဲ့ရှေ့ဆက်ရန်ဆုံးဖြတ်လိုက်ပါတယ်။သို့ပေမဲ့သူလာဖြေတဲ့ရဲဝန်ထမ်း PCS ဆောင်မွဲကိုအစိုးရကဖျက်သိမ်းလိုက်ပြီဆိုတဲ့အတွက်ကြားနေတဲ့စိတ်တက်ကအဆုံးထိရောက်သွားပါတော့တယ်။ဒီလိုနဲ့ကဝါလီယာကားဂိတ်အနီးကထမင်းဆိုင်ဆိုင်ရှိမှာရက်အတော်ကြာဂုံတိတ်ခါနဲ့ဆန္ဒကိုစစ်ခင်ရင်ဖျက်တမ်းခဲ့ပါတယ်။တရက်မနက်စောစောမှာတော့စာလောင်မှုကအနံယူတာခံလိုက်ရတဲ့မောင်တော်တယောက်ထမင်းဆိုင်ပိုင်းရှင်ထန်သွားကပတ်သက်မရှိတဲ့အတွက်စားစရာတစ်စုံတရာအတွက်လှုပ်လှုပ်ပြီးပြန်ဆက်ပါမယ်လို့တောင်းဆိုလိုက်ပါတယ်။ဆိုင်ရှင်ကလည်းအလွယ်တကူပဲထမင်းတစ်ပွဲချပေးတဲ့အခါထမင်းတစ်ပကံအား2မိနစ်တွင်ကုန်အောင်စားတောက်နေတာကိုလူတယောက်ကကြည့်နေခဲ့ပါတယ်။စားတောက်လို့ပြီးသွားတော့သူကတိတိုင်းလှုပ်လှုပ်ရန်ဆိုင်ရှင်ကိုပြောခဲ့ပေမဲ့ចောင်းသားမဟုတ်လားနောက်မှသာပြန်ပေးပါလို့ဆိုပါတယ်။မောင်တော်ကတော့သူလာဖြေတဲ့ဆောင်မွဲလည်းဖျက်သိမ်းခံလိုက်ရပြီမို့ចောင်းသားမဟုတ်တော့တဲ့အတွက်သူတောင်းဆိုထားတဲ့အတိုင်းတခုခုခိုင်းပါလို့ပြောနေပါတယ်။ဒါကိုနားထောင်နေတဲ့စောစောကလူကပဲထမင်းမိုးသူရှင်းလိုက်မယ်ဆိုကစောင်မေးပွဲဖျက်သိမ်းခံရတာသူပါတဲ့အကြောင်းပြောလာပါတယ်။အိမ်ကိုလည်းမပြန်ကျင်တဲ့သူ့အတွက်စဉ်းစားရခက်နေတဲ့ပန်သေးဆိုတဲ့ထိုလူဟာ PS